မကြီးစပတ်ယုံနဲ့တောင်ကတုံးနေမြင်လားတွေ့တယ်ငနွားရေတွေ့တယ်နွားကြီးရေတွေ့တယ်မြင်ပါတယ်ငနွားကြီးရေမြန်မာနိုင်ငံမှာစစ်မှုမထမ်းမနေမထမ်းဘူးလူတွေကမထမ်းဘူးတွေတို့နွားတွေပဲထမ်းဒါဖြစ်နေကြဘာမဖြစ်အေးစေမြန်မာနိုင်ငံမှာစစ်မှုမထမ်းမနေရဆိုတဲ့မထမ်းနိုင်ဘူးတို့လူတွေကမထမ်းနွားတွေပဲထမ်းရောက်ရက်တက်ပြီးဘာတွေဖြစ်နေဘာမှမရောက်ရက်ခတ်ဘူးမင်းတို့ဘယ်သူမှစစ်မတိုက်သူ့သမီးနဲ့ပေးလို့မှလေစစ်မတိုက်ခိုင်းသူ့သမီးနဲ့ပေးအိမ်မှာငါတို့ကဘိုးတော်ညိုင်းတဲ့ကိုမီကိုလိုးရဲ့ခွေးလို့မှသာတီးတန်းရှိတဲ့မျိုးသားဖြစ်ကုန်လို့လေလူမရှိတော့လို့နင်းအဘတွေကမှတအိတ်တယောက်လိုက်ကောက်ပြီးတော့စစ်မှုထမ်းကိုင်းနေတာလေခွေးလို့မှသာရဲ့စစ်တိုက်မဲ့ကောင်တပုံကြီးရှိတယ်တပုံကြီးမျိုးသားဖြစ်ကုန်ပြီငါလူမှသာခွေးလို့မှသာအထဲကတခိုးဓမြငါတို့တပုံတွေကစစ်ကိုစစ်ကြုံကိုမကြိုက်လို့တော်လန်နေတာနေတို့စစ်ကိုမကြိုက်လို့တော်လန်နေတာခွေးလို့မှသာကိုမီကိုလိုးဒါဘာဖြစ်နေတာဘာမဖြစ်ဘူးကောမဒီကလာလိုက်တာမယ်လီဟူလိုပြောတယ်ရောက်မိမိလူငါအသက်ကိုမီကိုလိုးနေအသက်ကသိန်းချိုင်းကိုရောက်တော့မယ်လေအေးအဲ့ဒါနောက်နောက်ဆိုသိပြီနော်ဦးဆွေးဆန်ပြီးတောင်းအမလေးနိမယာစပ်ပတ်မွေးနိသမီးစပ်ပတ်မွေးဖြူတဲ့အဖြစ်ကိုထမ်း